နောက်တစ်ခုကကြတော့ဘာအောင်ဆက်ပြောသွားမလဲဆိုလို့ရှိရင် git clone နဲ့ပတ်သက်ပြီးတော့မှပြောသွားမှာဖြစ်ပါတယ်။ဒါဆိုရင် git clone ရဲ့အဓိကရည်ရွယ်ချက်ကတော့သူကဘာလုပ်တာလဲဆိုလို့ရှိရင်ဒီ server ပေါ်မှာရှိတဲ့ data ဒါမှမဟုတ်ရင်အခြားကိုယ့်ရဲ့ team member တရယောက်စီမှာရှိတဲ့ project ကိုပေါ့နော်ပြန်ပြီးတော့မှယူသုံးချင်တယ်ဆိုလို့ရှိရင် download ချပြီးတော့မှပြန်သုံးအောင်မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ download ချဖို့အတွက်ဆိုလို့ရှိရင်ဘာ command သုံးရလဲဆိုတော့ခုနကဒီ git clone ဆိုတဲ့ command ကိုသုံးပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ git clone command ကို example နဲ့တော့တော့မှကြည့်ရအောင်ဟုတ်ပြီဒါဆိုရင်ဒီအခုလက်ရှိဒီဒါအခြား user တယောက်လို့ကြည့်လိုက်မှာပေါ့နော်ဒါဆိုရင်အဲ့မှာဒီခုနကဒီ tag ဆိုတဲ့ဒီ git လေးရှိရယ်ဟုတ်ပြီအဲ့ tag မှာဆိုလို့ရှိရင်ဘာ file တွေရှိလဲဆိုတော့ဒီ file ရှိရယ်အဲ့ tag ဆိုတဲ့ file ကိုဘာလုပ်ချင်လဲဆိုတော့ကိုယ့်ရဲ့ဆက်မှာပြန်ပြီးမှ download ချမယ် download ချပြီးတော့ဘာလုပ်မလဲဆိုလို့ရှိရင်ကိုကပြန်ပြီးမှ modification တွေလုပ်မယ် update တွေပြန်ပြီးမှလုပ်မှာပေါ့နော်ဟုတ်ပြီဒါဆိုရင်အဲ့အတွက်ကိုဘာလုပ်မလဲဆိုလို့ရှိရင်ဒီ download ချဖို့အတွက်ဆိုလို့ရှိရင်ဘာလုပ်ရလဲဆိုတော့ဒီမှာ clone or download ဆိုတဲ့ command လေးရှိရယ်အဲ့မှာဘာလုပ်မလဲဆိုရင်ဒီကောင်လေးကိုဒီ link လေးကို copy ကူးမယ်နော် copy ကူးပြီးသွားရဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့ကိုသွားရမှာdownload ချခြင်းနဲ့ဒီ folder လမ်းကြောင်းပေါ့နော်လမ်းကြောင်းရွေးမယ်ရွေးပြီးသွားရဆိုလို့ရှိရင်အဲ့လမ်းကြောင်းမှာဘာပြောမလဲဆိုတော့ git bash here လို့ပြောပါမယ်ပြီး git bash here လို့ပြောလိုက်ဆိုတော့ ਨੇ အဲ့မှာဒီ comment လေးပြလာပါမယ်ဒါဆိုရင်ဒီ comment မှာဘာပြောလိုက်မလဲဆိုလို့ရှိရင် git clone ပြီးရင်ဘာပြောမလဲဆိုကိုယ့်ရဲ့ project forum ခုနကလမ်းကြောင်းရဲ့နာမည်ဒါဆိုရင် git clone ပြီးသွားရင်ဒီမှာ project လမ်းကြောင်းကိုပြရမှာမယ်ပြီးရင် enter ခေါက်လိုက်မယ်ဒါဆိုရင်ဘာရလာလဲဆို cloning into text ဆိုတော့မှဒီ git clone command ရလာပြီဒါဆိုရင်ဒီခုနက text file လေးပြမှာလဲဆိုရင်ဒီမှာဒီကောင်းလေးသွားတော့မှကြည့်လိုက်မယ်ဒါ readme ရှိမယ်သူ့ရဲ့ git ရှိမယ်ဒါက project ကို download ပြန်ချရပါတော့ဒါဆိုရင်ဒီမှာကိုယ့်ရဲ့ဒီ project download ချပြီးသားဟာကို modification ထပ်ပြီးတော့မှလုပ်လိုက်မယ် index.html ဆိုတော့မှ html file တစ်ခုပေါ့နော်sorry ရိုး text document တစ်ခုပဲယူလိုက်မယ်ဒါဆိုရင် second file ဆိုတော့မှနာမည်ပေးလိုက်မယ်ဒါပြီးရင်အဲ့ထဲမှာ modification တစ်ခုလုပ်လိုက်မှာเนาะ this is second အဲ့မှာ modification တစ်ခုတော့မှပြင်လိုက်မယ်ပြင်လိုက်ပြီးသွားရဆိုလို့ရှိရင်ဒါ modification လုပ်ပြီးသွားရဆိုရင်အဲ့ text ကိုဘာပြန်လုပ်ကြည့်အောင်လဲဆိုတော့ကိုပြင်ထားတဲ့ file တွေကိုဘာပြန်လုပ်အောင်လဲစာပေါ်မှာသွားတော့မှပြင်သင်ရမယ် merge ပြန်လုပ်ပြရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အဲဒီ server မှာပြန်တင်မယ်ကို modification လုပ်ထားတဲ့ကောင်ကို update ပြန်လုပ်ချင်တယ်ဆိုရင်ဘာပြောပြရမလဲဆိုတော့ခုနကကို modification လုပ်လိုက်တဲ့ project folder name ရှိရယ်အဲ့ folder name ပေါ်မှာ right click လုပ်မယ်ပြီးသွားဆိုလို့ရှိရင်ဘာပြောမလဲဆိုတော့ git bash here လို့ပြောမယ်ဒီချိန်မှာဆိုရင်တော့ပထမပုံစံတော့လည်းမျိုးဒီ new project ကိုအသစ်တင်တာမဟုတ်တဲ့ကြောင့်လို့ initialization တွေပါတယ်ဘာမှပြင်လို့စရာမလိုတော့ပါဘူးဘယ်ကနေပဲစပြီးတွားလိုက်ရင်ရပြီလဲဆိုတော့ဒီ command လေးတွေပေါ့နော်အဓိကဘယ် command လေးတွေလဲဆိုရင်ဒီ git status ပြန်ကြည့်လို့ရတယ် git log ကြည့်လို့ရတယ် git ester ပြီးရင် git commit ရယ် git push ရယ်ဒီ command အဓိကအပိုင်းတော့ဒီ command လေးတွေပဲပါတော့တာပေါ့နော်ဒါဆိုရင်အဓိက git status ကတော့ကိုဘာတွေပြန်ရလဲ git log ကကျတော့ဘယ်သူပဲအချိန်မှာဘာပြန်သွားလဲဆိုတာပြန်ကြည့်ရပြီးသွားပြီဆိုလို့ရှိရင်ပြီးသွားဆိုလို့ရှိရင်ဒီမှာ git star ဆိုတော့မှကိုသွားတော့မှထည့်မယ်ဒီ commit တွေရှိမယ်အဲ့ဒါတွေအကုန်လုံးသွားတော့မှဒီလေးခုကိုပြင်ပြီးတော့မှသုံးပြရမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်အခုဒီ example လေးကိုသွားတော့မှကြည့်အောင်အဲ့တော့အရင်ဆုံးဘာရှိမလဲဆိုရင်git as git status အရင်ကြည့်လိုက်မယ်ပေါ့နော် git status ဒါဆိုရင်အခုနောက်တော့မှထည့်လိုက်တဲ့ file ပါရှိလဲဆိုတော့ second file ဆိုတာရှိရယ်ဟုတ်ပြီဒါဆိုရင်ဘာလုပ်လိုက်မလဲဆိုတော့ဒီ file ကို upload လုပ်လိုက်မယ် git star ပြီးဘာပြန်ကြည့်လိုက်မလဲဆိုရင် git status ပြင်ပြီးမှတင်ကြည့်လိုက်မယ်ဒါဆိုရင်ခုနကတော့ second file ကိုပြသွားလဲဆိုတော့ဒီမှာupload လုပ်လို့ရသွားပြီဆိုတော့အဆင်ရောက်သွားပြီပေါ့နော်ပြီးရင်ဗာကြည့်လို့ရမယ်ဆိုတော့ git log ပြန်ကြည့်လိုက်မယ်ဒါဆိုရင် git log ကကြတော့ဒီ file ကိုဘယ်သူကနေပြီးတော့မှဘာလုပ်ထားလဲဆိုရင်ပထမစစချင်းဆိုရင်ဒီနာမည်လေးပဲဘာဖြစ်သေးလဲဆိုတော့ဘယ်လိုလုပ်ရသေးလဲဆိုတော့မှသွားပြောထားတာဖြစ်ပါတယ်ဒါကိုပြင်ထားတဲ့လူပေါ့နော်ပြင်ထားဘယ်နေ့တုန်းကနေပြီးတော့မှဒီကောင်ကိုပြင်ထားတာပေါ့ပြီးရင်အဲ့အောင်မှဗာပြန်ကြည့်မလဲဆိုလို့ရှိရင် git commit ပေးလိုက်မယ်ပေါ့နော် git commit
m dash m နော်ပြီးသွားရင်အမကိုပေးခြင်းတဲ့ comment at set y နော်ဆိုမှကို comment ပေးလိုက်မယ်ကိုဘာပြင်လိုက်လဲဘာထည့်လိုက်လဲအမပေးလို့ရတယ်ရသွားပြီဆိုလို့ရှိရင်နောက်ဆုံးမှာဘာ comment လာမလဲဆိုတော့ keep status ပြန်ကြည့်မယ်ဒါဆို keep status ပြန်ကြည့်လိုက်တဲ့အချိန်မှာကိုဘာမြင်ရလဲဒါဆိုရင်ဒီ comment က s origin မှာ comment တစ်ယောက်လောက်ထားပါတယ်ဒါဆိုရင် give push လုပ်ပြီးတော့မှဘာလုပ်လို့ရပြီလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ project folder ကို update လုပ်လို့ရပြီဒါဆိုရင် give push origin master ဆိုမှပြောလိုက်ပါတယ်အဲ့ဒါရင်ဒီ file လေးရပဲပေါ်ရောက်သွားမလို့ဆိုလို့ရှိရင်ခုနကတော့ comment ပေါ်ရောက်သွားမှာဖြစ်ပါတယ် Okay ဒါဆိုရင်ကိုယ့်ရဲ့ဒီ project folder မှာသွားရမှာစစ်ကြည့်မယ်နောက်ထပ် file အသစ်များပါပြန်ပါလာမယ်ဆိုရင်ဒီမှာခုနကတော့ second file ဆိုတဲ့ဟာလေးကဒီမှာပြန်ပြီးမှဝင်လာမှာဖြစ်ပါတယ်ဒါဆိုရင်အဓိကကတော့ဒီခုနကပို့ချသွားတဲ့အရာလေးကတော့ဘာလဲဆိုလို့ရှိရင်ကို comment မှာဘာဒီ comment လေးပေါ့နော်ဘာရှိလဲဆိုရင် give status ရှိပြီးသား project folder ကိုကိုကနေတော့ပြန်သုံးတယ်ပြီး modification လုပ်တယ်ပြင်ပြီးတော့ upload လုပ်တဲ့အပိုင်းဖြစ်ပါတယ်အဲ့ဒါတွေကတော့အရင်ဆုံးဘာလုပ်မလဲဆိုတော့ git clone ရှိမယ်ပြီးရင် git status ရှိမယ် git log ရှိမယ် git star git comment အဲ့ဒါတွေပဲဖြစ်ပါတယ်ဟုတ်ပါပြီခုနကတော့ git comment လေးတွေတည်သွားပြီဆိုလို့ရှိရင်သူ့ရဲ့ example လေးတွေလည်းတည်သွားပြီဆိုလို့ရှိရင်ဒီ git ကိုသုံးချအပြင်ဘာကောင်းကျိုးတွေရမလဲဆိုတာကိုတခါတည်းကြည့်ဆက်ပြီးတော့ပြချင်ပါတယ်ဒါဆို git ကိုသုံးချအပြင်ဘာကောင်းကျိုးတွေရမှာလဲလို့ပြောလို့ရှိရင်ဒီခုနက project folder တွေဆိုလို့ရှိရင်ဒီ different user တွေ different theme member တွေကနေပြီးတော့မှသုံးမယ်ဆိုလို့ရှိရင်သူက auto ဘာလုပ်ပေးလဲဆိုတော့ merge လုပ်ပေးပါတယ် auto merge လုပ်ဆိုဥပမာဆိုရင် project ပြင်လိုက်တယ်ဆိုလို့ရှိရင်အဲ့ပြင်လိုက်တဲ့ project folder ကို automatically ဘယ်နေရာမှာမှားနေတယ်ဘယ်နေရာမှာမှန်နေတယ်ဘယ်သူကဘယ်ဟာပြင်သွားလဲဆိုတာတခါတည်း auto merge လုပ်ပေးပါတယ်ကိုယ့်ဘာကိုပြန်ပြီးတော့ပေါင်းစရာမလိုတော့ဘူးပေါ့နော်ပြီးရင်ဒီအသင်း member တယောက်ချင်းစီကနေပြီးတော့မှဘာလုပ်ရလဲဆိုလို့ရှိရင်ဒီ project တွေ application တွေကို trace လိုက်ကြည့်လို့ရပါတယ်ဥပမာဆိုရင်ဘယ်နေရာမှာဘယ်နေ့ဘယ်အချိန်ကဘယ်သူဘာလုပ်သွားရဲဆိုတာကိုတခါတည်းကြည့်လို့ရတယ်ပြီးသွားပြီဆိုလို့ရှိရင်အခုလက်ရှိရောက်နေတဲ့ဒီ team member အသစ်တယောက်ရောက်လာပြီဆိုလို့ရှိရင်လည်းဒီversion တွေကိုဒီ current version ကိုဆက်ပြီးတော့မှသူက download ချပြီးတော့မှကြည့်လို့ရတယ်ပေါ့နော်ပြီးရင်ဒီ easy download ချလလကူ download ချပြီးတော့မှပြန်ကြည့်လို့ရတယ်ပေါ့နော်ပြီးရင်ဒီ version အခုလက်ရှိ run နေတဲ့ version ကိုလည်းသူကဘာလုပ်လို့ရလဲဆိုလို့ရှိရင် track လုပ်လို့ရတယ်ဥပမာဆိုရင်ဒီအခုလက်ရှိကဘာ version ဖြစ်သွားပြီလဲ version 1 လား version 2 လား version 3 လားကိုဆက်ချင်ပြန်တော့မှ update ကြည့်လို့ရတယ်ပေါ့နော် Okay အားလုံးကိုကျေးဇူးတင်ပါတယ်